မီးမင်္ဂလာပါနော်မင်္ဂလာပါရှင်โอเคပါမီးရဲ့နာမည်လေးကိုမမအောင်မိတ်ဆက်ပေးပါအောင်ရှင်သမီးရဲ့နာမည်ကတော့မေဖူးတန်ပါရှင်โอเคပါအခုလက်ရှိလေးဟဲလီမှာတက်နေတဲ့အကျန်းလေးကိုမမအောင်တစ်ချက်လောက်ပြပြပေးပါအောင်ရှင်အခုလက်ရှိတက်နေရတော့လေရအိတ်ခံပါရှင်โอเคပါအခုပေါ့မလေးနေနဲ့ဘယ်လိုမျိုးစရာရှိရတဲ့ပေါ့နော်ဘယ်လိုမျိုးစိတ်ခံစားချက်လေးရှိလဲမမတို့ပြန်ပြီးပြောပေးပါအောင်ရှင်ခံစားရတဲ့ပြီးဖြစ်တာပေါ့ပျော်တာပေါ့လက်စွပ်ရရမယ်နောက်အကြီးရမယ်တော့မထင်ခဲ့ဘူးဗျာဒီတိုင်းအတန်းထဲမှာပဲရမယ်ပေါ့ဒီလောက်အကြီးရမယ်လို့မထင်ခဲ့ဘူးပျော်တော့ပျော်ရှင်းမိပါတယ်အခုလိုမျိုးလားရှိအောင်ရောမိမိအနေနဲ့ပေါ့နော်ဘယ်လိုမျိုးစူးစမ်းမှုရှိခဲ့လဲပေါ့အဲ့ဒါလေးလေးမမတို့ပြန်ပြီးပြောပေးပါအောင်ရှင်စူးစမ်းမှုကတော့နည်းနည်းeasy going လို့ပဲပြောရမှာပေါ့အရင် PR မများပဲနဲ့လေအိမ်မှာကိုယ်စာကြက်လိုက်စာကြည့်လိုက်ပြီးရင် YouTube ကနေပြန်ပြီးရှင်းပြလိုက်နားထောင်လိုက်အဲ့လိုပဲလုပ်တာပါရှင့်โอเคပါအခုလိုမျိုးပေါ့နော်ဒီចောင်းစုံကြီးပွဲတော်နဲ့စုပွဲကိုလာတဲ့ခါမှာပေါ့မိမိအနေနဲ့ဘယ်လိုမျိုးစိတ်ခံစားချက်တွေရှိလဲပေါ့မမတို့အဲ့ဒါလေးလေးတစ်ချက်လောက် sharing လုပ်ပေးပါအောင်နော်စိတ်ခံစားချက်ကလည်းနည်းနည်းပျော်တာပေါ့ဗျာသူများတွေလည်းကြည့်ရတာလည်းနည်းနည်းအားကြမိတယ်ဗျဟိုသူများတွေကတာတော့ဆိုတာတွေကလောက်တာတွေရောပေါ့ကောင်းပါတယ်โอเคပါမိမိအနေနဲ့ပေါ့နော်လူမျိုးစုရရှိအောင်မိမိအနေနဲ့ဒီဟဲလစ်ကျောင်းမှာဆရာမတွေနဲ့ပေါ့နော် exam တွေကိုမိဘယ်လိုမျိုးထပ်ကြော်ပေးရလဲပေါ့အဲ့ဒါလေးမမတို့ဆက်လက်ပြောပြမယ်နော်ဆရာမတွေကောင်းပါတယ်ချယ်လေးကလည်းတေချာလည်းရှင်းပြပါတယ်ဆရာရှင်းပြလို့လည်းတမီးလည်းဒီလောက်ရတာပါဆရာမတွေလည်းမသိရရှိလဲပြန်မေးပါတယ်ဒီတိုင်းစာလည်းအချင်းချင်းပြန်ပြီးတော့မေးပြပါတယ်ရှင့်โอเคပါအဲ့ဆိုလို့ရှိရင်အခုပေါ့နော်နောက်တက်လာမယ့်မမတို့ရဲ့ဒီဟဲလစ်ကျောင်းကိုတက်လာမယ်ပေါ့နော်ဒီဟဲလစ်စာလေးတွေတော့မိမိအနေနဲ့ဘာလေးတွေကိုအားပေးစကားပြောချင်လဲရှင်အားပေးစကားကတော့ဒီမှာဟဲလစ်ကစာတွေကနည်းနည်းခတ်ပါတယ်ပေါ့ဒါပေမဲ့ကျိုးသားပါရနိုင်ပါတယ်အဲ့လေအပြောအားတစ်ဖက်ဒါပေမဲ့စာအားတစ်ဖက်အနည်းနဲ့လုပ်ဖြစ်ပါရှင့်โอเคပါအခုလိုမျိုးမမတို့ဖြေကြားပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်ကျေးဇူးပါတယ်ရှင့်